Hello guys အားလုံးမင်္ဂလာပါနောက်နာမည်ညီမကြီးစီပဲဒီပါကျွန်တော်ဒီနေ့ပုံမှာကျွန်တော်နှောင်းရဲ့ရွာကြီးကိုဖွင့်ပွဲလုပ်သွားမှာဖြစ်ပါတယ် Okay အားလုံးပဲကျွန်တော်ခုအချိန်မှာတော့ရွာကြီးတွေရောကျွန်တော်ဖွင့်ပွဲကျွန်တော်လုပ်ပါတော့မယ် Okay ကျွန်တော်ဒီရွာနာမည်ကိုတော့မလုပ်ပေးထားတဲ့ဆိုအကြီးရွာလုပ်ပေးထားတယ်ဒါကတော့ရွာကိုကာကွယ်ရဲ့အဖွဲ့ကျွန်တော်တို့ဒါကတော့ဆေးလေးဆေးပေါ့ဗျာဒါကတော့တကြီးရဲ့အိမ်ဒါကတော့ကျွန်တော်တို့ရဲစခန်းလို့ခေါ်တယ်ကျွန်တော်တို့ဒါကတော့အိုင်းဝလန်နေနေတဲ့အိမ်ပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ရွာထဲမှာခူးလေးပါကျွန်တော်အခုရွာထဲမှာလက်ကြီးကိုကျွန်တော်မခန့်သေးဘူးအခုခန့်မယ်ကျွန်တော်အိမ်တော့အကုန်ဆောက်ပြီးကျွန်တော်ရွာကိုလည်းအကြီးကျယ်လည်းဆောက်ပြီးသွားပြီချဲ့ထားပါဗျာတကယ်တမ်းဆိုဒါတို့ရွာရိုးရွာကျွန်တော်ချဲ့ထားတာ Okay ဒါတော့ပန်းချင်ပါ Okay ကျွန်တော်အခုရွာကိုကျွန်တော်တို့တကြီးခံကြမယ် Let's go Okay Okay ကျွန်တော်ခုချိန်မှာရွာတဲ့ကြီးကိုရွေးချယ်ပါတော့မယ်ဦးကြိုက်တယ် Yes တို့ကြည့်လိုက်အောင်ဒီကောင်ကြီးဆိုခန်းကြောကြီးတော့ဗာတဲ့ဆိုပြီးတော့ညမှန်ကြီးနဲ့အိုးမှတကယ်ဘောစီမှာအစ်စ်တယ်တကယ်ဘောစီရှယ်လိုက်ပါနဲ့ဗျာဟိုရွာကိုလေဒါလေးလည်းကုန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့တော့အမှဒီဈေးရောင်းအောင်မင်းတော့ဝါတက်လိုက်မှာညပြီ Okay ကျွန်တော်တို့ဒါဟိုနောက်တစ်ပတ်ပတ်ရည်ကြကျွန်တော်ဆက်ပြီးတော့ဆော့ရမယ်ကျွန်တော်တို့နောက်မှဆက်ဆော့ရမယ်ကျွန်တော်ဒီနေ့ပူရတဲ့အားလုံးပဲလောက်ပါပဲကျွန်တော်ရဲ့ channel လေးကိုကြားရင် like ဆွဲလုပ်ခဲ့ပါကျွန်တော်နာမည်ကတော့ညီမ AC Crab ပဲဖြစ်ပါတယ်ဘိုင်းပါ